ကျေးဇူးပေးတဲ့များအားလုံးမင်္ဂလာပါဒီလရဲ့စီးပွားရေးကဏ္ဍကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကုန်သွယ်ရေးဆိုတဲ့မြန်မာဝေါ်ဟာရကိုမိတ်ဆွေတော်များများကြားဘူးကြမယ်ထင်ပါတယ်အင်္ဂလိပ်လိုဆိုရင်တော့ trade ပါဒီကနေ့ဒီဝေါ်ဟာရရဲ့အနက်အဓိပ္ပာယ်ကိုပုံမသိရှိနားလည်သွားစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်ဒီကောင်းစဉ်လေးကိုရွေးချယ်ထားတာပဲဖြစ်ပါတယ်ကောင်းတဲ့လေးနာမည်ကတော့မျှတသောကုန်သွယ်ရေးဆိုပြီးတော့ပဲဖြစ်ပါတယ်ကနဦးအနေနဲ့မိတ်ဆွေတို့ကိုကုန်သွယ်ခြင်းဆိုတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်လေးကိုနားလည်အောင်ပြောပြပေးခြင်းပါတယ်ဥပမာပေးရရင်မောင်နီနဲ့မောင်ဖြူနှစ်ဦးနဲ့ဥမာပေးကြတယ်ပေါ့နော်မောင်နီနေနဲ့စပားစိုက်ပျိုးရေးကိုအားထည့်လုပ်မယ်ဆိုရင်တစ်နှစ်အတွင်းမှာစပား1000ထွက်ပါတယ်ဒါမှမဟုတ် तू ကရက်ကန်းလုပ်ငန်းကိုပဲဦးစားပေးလုပ်မယ်ဆိုလို့ရှိရင်တစ်နှစ်အတွင်းမှာအထည့်100ထွက်ပါတယ်မောင်ဖြူကြပြန်တော့ပြောင်းပြန်ပြစိုက်ပျိုးရေးကိုဇောင်းပေးလုပ်မယ်ဆိုရင်စပား100ပဲထွက်ပြီမဲ့ရက်ကန်းရတာကိုဦးစားပေးလုပ်ရင်တော့အထည့်1000ထွက်တာကိုတွေ့ရမှာဖြစ်ပါတယ်တနေ့ဒီကိစ္စကိုမောင်နီနဲ့မောင်ဖြူတို့နှစ်ဦးပြောပြကြရင်းနဲ့ positive ဆောင်တဲ့အဖြစ်တစ်ခုထွက်ခဲ့တယ်ဗျအဲ့ဒါကတော့မောင်နီလဲမောင်နီအားတာတဲ့စိုက်ပျိုးရေးကိုအဓိကလုပ်ပြီးတော့မောင်ဖြူကလည်းသူအားတန်တဲ့ရက်ကန်းလုပ်ငန်းကိုပဲအားထည့်လုပ်မယ်ပေါ့နော်ဒီလိုလုပ်မယ်ဆိုရင်နှစ်ဦးပေါင်းစပား1000နဲ့အထည်1000ထွက်ကြပါလိမ့်မယ်ဒီတက်ကမှမိမိတို့လိုအပ်တဲ့ကုန်ပမာဏကိုပြန်လဲကြမယ်ပေါ့နော်မိတ်ဆွေသတိထားမိလားမသိဘူးအကယ်၍သာမောင်နီနဲ့မောင်ဖြူတို့နှစ်ဦးအနေနဲ့မိမိတို့အားမတန်တဲ့အရာတွေမှာသွားပြီးတော့အချင်းကုန်နေမယ်ဆိုရင်နှစ်ဦးပေါင်းအထည်1000နဲ့စပား1000ထွက်နိုင်ကြမရှိပါဘူးအချင်းချင်းကုန်သွယ်ဖို့သဘောတူပြီးတော့ပူပေါင်းဆောင်ရွက်ကြလို့သာစပားရောအထည်ရောအထွက်ကောင်းတာပဲဖြစ်ပါတယ်အဲ့မောင်နီနဲ့မောင်ဖြူကိုနိုင်ငံတွေအနေနဲ့မြင်ကြည့်မယ်ဆိုရင် trade ရဲ့အကျိုးကျေးဇူးကိုမြင်နိုင်မှာပဲဖြစ်ပါတယ်တခုတော့ရှိပါတယ်ကုန်သွယ်မယ်လို့သဘောတူပြီးတော့အလုပ်လုပ်ကြတဲ့အခါမှာအမြဲကိုကပဲစပားစိုက်နေရမှာလားရက်ကန်ရောရက်လို့မရဘူးလားဆိုတာမျိုးဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့မှာလူစွမ်းအရင်းမြစ်နဲ့ဖွံ့ဖြိုးတိုးတက်လာဖို့နိုင်ငံရဲ့ policy တွေပေါ်မှာမူတည်နေပါတယ်ဥပမာဗျာအရင်ကတရုတ်ဆိုရင်လေယာနဲ့အထည်ချုပ်လုပ်ငန်းတွေမှာပဲအဓိကတာဝန်ယူခဲ့ရမှာအခုဆိုရင်တရုတ်ရဲ့လက်ရှိကုန်ထုတ်လုပ်ငန်းဟာဘလောက်တိုးတက်မြင့်မားနေလဲဆိုတာကိုမိတ်ဆွေတို့ကိုယ်တိုင်မြင်တွေ့နိုင်ကြမှာဖြစ်ပါတယ်ဒါကအကောင်းဆုံးတာရကဖြစ်မယ်လို့ထင်ပါတယ်trade ရဲ့အကျိုးကျေးဇူးတွေကိုကျွန်တော်တို့သိပြီးသွားပြီဆိုရင်နောက်ထပ်မိတ်ဆက်ပေးခြင်းတဲ့စကားလုံးနှလုံးရှိပါတယ်အဲ့ဒါကတော့ trade surplus နဲ့ trade deficit ပဲဖြစ်ပါတယ်ပထမစလုံးလေးဖြစ်တဲ့ trade surplus ကိုအရင်ကြည့်ရအောင်နိုင်ငံတနိုင်ငံရဲ့ပို့ကုန်ပမာဏဟာသွင်းကုန်ပမာဏထက်ကျော်လွန်နေပဲဆိုရင်ဒီအခြေအနေက trade surplus ဖြစ်တယ်လို့ခေါ်ပါတယ်ဆိုတာဗျာကိုယ့်နိုင်ငံကရောင်းတာများပြီးတော့ဝယ်တာနည်းနေတဲ့သဘောမျိုးပေါ့မင်းတို့စဉ်းစားကြည့်နိုင်ပါတယ်ဒီလိုအခြေအနေကစီးပွားရေးကောင်းတဲ့အခြေအနေမျိုးဖြစ်ပါတယ်အဲ့တော့ရောင်းတာများပြီးတော့ဝယ်တာနည်းနေတဲ့အခြေအနေပေါ့နော်ဥပမာပေးရရင်တရုတ်နိုင်ငံဆိုရင်ပို့ကုန်ကိုအရန်ဦးစားပေးနေပြီးတော့သွင်းကုန်ကိုတက်နိုင်သမျှရှော့ချနေတဲ့နိုင်ငံပဲဖြစ်ပါတယ်ဒါကြောင့်လေတရုတ်ရဲ့စီးပွားရေးကအကောင်းဆုံးဥမော့လာနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒုတိယစလုံးလေးဖြစ်တဲ့ trade deficit ကိုပြောပြပေးခြင်းပဲဒါကတော့ပြောင်းပြန်ဗျနိုင်ငံတနိုင်ငံကသွင်းတာပိုများပြီးတော့ပို့တာနည်းနေမယ်ဆိုရင်တနည်းအားဖြင့်ရောင်းတာနည်းပြီးတော့ဝယ်တာများနေမယ်ဆိုရင်ဒီအခြေအနေကိုကျွန်တော်တို့က trade deficit လို့ခေါ်ပါတယ်ဒီနေရာမှာတစ်ခုရှိတာကကိုယ့်စီကရောင်းတာနည်းနေတယ်ဆိုတာကိုယ့်ပစ္စည်းဈေးကြီးလို့လည်းဖြစ်နိုင်တယ်လို့ကိုယ့်နိုင်ငံကထုတ်ကုန်မရှိလို့လည်းဖြစ်နိုင်ပါတယ်အမှန်ဆိုရင်ကိုကသူ့စီကဝယ်ရင်သူကလည်းကိုယ့်စီကပြန်ဝယ်မှအပေါ်မှာဖွင့်ဆိုခဲ့တဲ့ trade ရဲ့အကျိုးကျေးဇူးကိုခံစားရမှာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်ဘက်ကအဝယ်ရှိပြီးတော့သူ့ဘက်ကအဝယ်ကလိုက်မလာတဲ့အခါမှာ trade deficit ဆိုတာဖြစ်လာပြီးတော့ချမ်းသာမှု wealth တွေစီးဆင်းမှုအညီမျှချင်းဖြစ်လာပါတယ်အခါကနေတစ်ဖက်ကိုစီးဆင်းသွားတာပေါ့ဗျာမိတ်ဆွေစဉ်းစားကြည့်ပါမိတ်ဆွေရဲ့ခြံဝင်းထဲမှာမိတ်ဆွေရဲ့ဆိုင်နဲ့တခြားအပြင်ကလာရောင်းတဲ့ဆိုင်နှစ်ဆိုင်ဈေးပြန်ရောင်းကြရဆိုကြပါစို့မိတ်ဆွေရဲ့ဆိုင်ကဝန်ထမ်းတွေအပါဝင်လူတော်များများကအပြင်ကလာရောင်းတဲ့သူရဲ့ဆိုင်မှာပဲဈေးဝယ်ကြပါတယ်ဘာလို့လဲဆိုတော့ဈေးသက်သာတာပေါ့နော်အဲ့တော့မိတ်ဆွေရဲ့ဆိုင်ကအတိတ်တာရောင်းအားကျလာပါလိမ့်မယ်ဒီလိုချင်းတွေကိုကာကွယ်ဖို့မိတ်ဆွေဘာလုပ်မလဲကိုယ်ခြံထဲမှာလာရောက်တဲ့သူကိုအခွန်တိုးကောက်မလားကိုကပဲဈေးလျှော့ရောင်းမလားတက်နိုင်ဆုံးဈေးလျှော့ထားပြီးမှရှင်လို့မရတော့ဘူးဆိုလို့ရှိရင်ဒါဟာအခွန်တိုးကောက်ရမယ့်အချိန်သာဖြစ်ပါတယ်ခုလက်ရှိမှာအမေရိကန်အနေနဲ့သူတို့နိုင်ငံနဲ့ trade deficit ဖြစ်နေတဲ့နိုင်ငံတွေကိုစည်ရင်းပြုစုပြီးတော့အခွန်တိုးမြင့်ကောက်ခံမှုတွေဆောင်ရွက်နေတာကဒီအတွက်အကောင်းဆုံးပေးစရာဥပမာလေးဖြစ်ပါလိမ့်မယ်ဒီလိုအခွန်ကိုကြတော့ကျွန်တော်တို့က tax လို့မခေါ်ဘဲနဲ့ tariff လို့ခေါ်ပါတယ်ဗျအဲ့တော့ trade deficit နဲ့ trade surplus တို့နှစ်ခုစလုံးဟာကုန်သွယ်မှုမညီမျှခြင်းတွေပဲဖြစ်ပါတယ်တနိုင်ငံနဲ့တနိုင်ငံကုန်သွယ်ကြတဲ့အခါမှာမျှတမှုရှိဖို့ဆိုတာဒီလည်းပဲသတိထားမယ့်ချက်ပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာပြည်မှာဆိုရင်တင်သွင်းနေတဲ့ကုန်ပစ္စည်းအများစုဟာတရုတ်နိုင်ငံကဖြစ်ပါတယ်ကျွန်တော်တို့တင်ပို့နေတဲ့ကုန်ပစ္စည်းတွေကိုရောတရုတ်ကပြန်ဝယ်ပေးရလားကျွန်တော်တို့မှာတင်ပို့စရာပစ္စည်းရောရှိရလားစသဖြင့်မြန်မာနိုင်ငံသားတုံးအနေနဲ့ပြန်လည်ဆန်းစစ်ဖို့လိုပါတယ်နောက်တစ်ခါကိုသုံးတဲ့ပစ္စည်းတစ်ခုဘယ်နိုင်ငံကတင်သွင်းလဲဆိုတာသိခဲ့ရင်အဲ့ဒီနိုင်ငံနဲ့ကျွန်တော်တို့နဲ့ trade deficit လား trade surplus လားစသဖြင့်စဉ်းစားကြည့်နိုင်ပါတယ် trade deficit ပဲဖြစ်နေမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံကချမ်းသာမှုတွေဒီတစ်ဖက်ကိုစီးဆင်းနေပြီဆိုတာသတိထားဖို့လိုရပါတယ်ဒါဆိုမိတ်ဆွေတို့အနေနဲ့ trade ဆိုတဲ့ဝေါ်ဟာရဲ့အဓိပ္ပာယ်ရဲ့ကုန်သွယ်မှုမညီမျှမှုဖြစ်တဲ့ trade deficit နဲ့ trade surplus ဆိုတာတွေကိုနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျွန်တော် K2K ကပညာရေး foundation တစ်ခုလုပ်ထားပါတယ်ဒီပညာရေး foundation ကိုလှူရင်သူများအနေနဲ့ဒီ KB နံပါတ်နဲ့ဝေပေးနံပါတ်တွေကို K2K လို့နှုတ်မှာရေးပြီးတော့ငွေလဲနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ကြပါတော့ခင်ဗျာ